ဒီတစ်ခေါက်မှာတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်ကဲတင်ချင်းဆိုတဲ့အယူဆတစ်ခုပေါ့ဒီကျမ်းကပြဿနာတစ်ခုကိုဘလို့မျိုးအစပြောပြီးအဖြစ်တစ်ခုစီဘလို့ဥတီသွားတယ်လဲဆိုတာကိုခြေရခံကြည့်ကြရအောင်ကဲဒီလေးလောင်မှုကိုစဖို့အတွက်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့မြေခွန်းတစ်ခုနဲ့စလိုက်ခြင်းပါရဲ့လူသားတိုင်းငရဲကိုတွားရမယ်လို့ပြောလာခဲ့ရင်ရောလက်ခံနိုင်မလားဒါကလေကျွန်တော်လေ့လာမယ်ကျမ်းရဲ့အဖွင့်မှာကိုပဲတိတိတိုးမိထားတာအဓိကအကြောင်းအရာကိုတမ်းပြီးဆွဲခေါ်သွားတာပဲဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းအနေနဲ့ကောင်းငင်နဲ့ငငယ်အကြောင်းကိုကြည့်ကြတာပေါ့အစောကမေခွန်းကတကယ်တော့ဒီကျမ်းတစ်ခုလုံးဖြည့်ရှင်းဖို့ကြိုးစားမဲ့အဓိကပြဿနာကြီးရဲ့အစောပြုချက်ပဲဖြစ်ပါတယ်။ဘာပဲမြစ်စဉ်းစားစရာကဘာလို့များအဲ့ဒီလောက်ပြင်းထန်တဲ့အဆုံးသက်မျိုးကိုအကြံပြုထားရတာလဲ။အဲ့ဒီအတွက်ဒီကျမ်းကပေးထားတဲ့အဖြေကတော့ဒီအယူအဆထဲမှာရှိနေပါတယ်။အဲ့ဒါကတော့ပြဿနာရဲ့အရင်းမြစ်ဖြစ်တဲ့မွေးရပါအဖြစ်ပါပဲ။ဒီကျမ်းကအခိုင်အမာဆိုထားတာကဘာလဲဆိုတော့လူသားတွေဟာပရိသတ်တီးတဲ့အချိန်ကစပြီးကိုမွေးရပါအပြစ်သားတင်ဖြစ်တဲ့ဆိုတာပါပဲ။ဒါဟာလူရဲ့အခြေခံတဘာဝနဲ့ပတ်သက်ပြီးတင်ပြထားတဲ့အဓိကအချက်တစ်ခုပေါ့ဒီအဆိုကိုပို့ပြီးခိုင်မာသွားအောင်လို့အပြုံပြထားတဲ့ကျမ်းပိုက်တစ်ခုရှိပါတယ်အဲ့ဒါကတော့စာလ57ပန်မှာဖော်ပြထားတာပါအကျွန်ုပ်ဒီမွေးစောက်ပင်အပြစ်ပါလက်ရှိပါ၏အမိဝမ်းထဲ၌ပဋိတန်ထီယူစင်ပင်အပြစ်ဆွဲပါ၏တဲ့ဆိုတော့ဒီကျမ်းပိုက်ကလူသားတွေဟာအပြစ်ပါအနေနဲ့မွေးဖွားလာတဲ့ဆိုတဲ့အယူဆအတွက်အခြေခံအုံမီဖြစ်နေတာပေါ့ဟုတ်ပြီဒါဆိုရင်လူဒီမှာမွေးရပါအပြစ်ပါလာတော့ဆိုရင်အဲ့ဒီအပြစ်တွေကဘာတွေများလဲဒီကျမ်းမှာတော့အဲ့ဓာတွေကိုတိတိကျကျကိုဖော်ပြထားတာပါဗီဇအဖြစ်9မျိုးဆိုပြီးခေါင်းစဉ်တက်ထားတာကောကဲမွေးရပါအဖြစ်တဲ့တဘာဝကိုတစ်ချက်လေးလာကြည့်လိုက်ကြရအောင်ဒီကျမ်းရပါတော့လူတိုင်းမှာမွေးရပါပါလာတဲ့ဆိုတဲ့ဗီဇအဖြစ်တွေကတော့လောဘဒေါသမောဟမာနယာဂကိလေသာနဲ့တဏှာတို့ပဲဖြစ်ပါတယ်ဒီအချက်တွေကဘယ်သူမှသင်ပေးစရာမလိုပဲလူသားတိုင်းမှာရှိနေတဲ့အခက်ဒါဟာလူရဲ့အဖြစ်ရှိတဲ့တဘာဝကိုတက်တည်ပြနေတယ်လို့ဆိုလိုတာပါဒီတော့အရေးကြီးတဲ့ကောက်ချက်ကမဖြစ်သွားလဲဆိုတော့အခုနပြောခဲ့တဲ့ဒီလိုမွေးရပါအဖြစ်တွေရှိနေတဲ့အတွက်အပြစ်သားအလုံးဟာမလွဲမသွေငရဲကိုပဲသွားရမယ်ဆိုပြီးဒီကျမ်းကအဆုံးသတ်ထားပါတယ်ဒါဆိုရင်တော့တော်တော်လေးစိတ်ဝင်စားရမေးခွန်းတစ်ခုထွက်လာပြီဒီချင်းနေအရာဆိုရင်ငရဲကနေလွတ်မြောက်နိုင်မဲ့နီလန်းတစ်ခုခုရောရှိသေးလားဟုတ်ပါတယ်ဒါဟာဒီကျမ်းရဲ့ဒီစောက်ပုံတစ်ခုလုံးမှာအရေးကြီးဆုံးမေးခွန်းဖြစ်လာပြီးတော့ပြဿနာကနေအဖြေစီခုကူးပြောင်းသွားစေတဲ့အလဲအပြောင်းတစ်ခုပါပဲကဲအခုဆိုရင်ဖြေကိုဖော်ပြထားတဲ့နောက်တစ်ပိုင်းကိုဆက်ကြည့်ကြရအောင်ခေါင်းစဉ်ကတော့လွတ်မြောက်ရာလမ်းနဲ့ဒီကျမ်းမှာကျင်ပြထားတဲ့တစ်ခုတည်းသောဖြေရှင်နည်းပေါ့ဒီနေရာမှာအလေးပေးပြီးဖော်ပြထားတာကတော့ဒီလိုအဆုံးသက်မျိုးကနေကဲတင်ချင်းရဖို့အတွက်တိကျတဲ့လမ်းကြောဆိုတာတစ်ခုတည်းပဲရှိတယ်ဆိုတာပါပဲဆိုတာကရွေးချယ်စရာလမ်းတွေအများကြီးမရှိဘူးတစ်ခုတည်းသောသတ်မှတ်ထားတဲ့လွတ်မြောက်ရာလမ်းကိုပဲတင်ပြထားတာဖြစ်ပါတယ်ဒီတစ်ခုတည်းသောလမ်းကြောင်းအတွက်အခြေခံအဖြစ်တင်ပြထားတာကတော့ဒီကျမ်းစကားပဲဖြစ်ပါတယ်ရှင်ယောဟန်14:6မှာပါတယ်ယေရှုကငါသည်လမ်းကြီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလင်အဘဲသူများခမဲတော်ထံသို့မရောက်ရဆိုတဲ့စကားပေါ့ဒါဟာကဲတင်ကျန်အတွက်တူတဲ့သောနီလန်းဖြစ်ချောင်းကိုအခါရမှာဖော်ပြနေတယ်လို့ဆိုပါတယ်ဟုတ်ပြီဒါဆိုရင်ဒီလမ်းကိုဘယ်လိုလိုက်လျှောက်ရမလဲဒီကျမ်းမှာတော့လိုအပ်တဲ့တိကျတဲ့လုဆောင်ချက်တီကိုအစင်းစစ်ဖော်ပြထားတာပါဒါတွေကတော့ကဲတင်ချင်းရဖို့အတွက်လမ်းရမယ့်ခြေလမ်းတွေပါပဲကဲတင်ချင်းရရှိဖို့လမ်းစဉ်မှာအဆင့်3ဆင့်ရှိတယ်လို့ဆိုပါတယ်ပထမအဆုံးအဆင့်ကတော့ယေရှုခရစ်တော်ဟာမိမိရဲ့အပြစ်တွေအတွက်ကားတိုင်းမှာအသေးခံခဲ့တဲ့ဆိုတာကိုစိတ်နှလုံးအကျွမ်းမဲ့ယုံကြည်ရမယ်ဒုတိယအဆင့်အနေနဲ့မိမိရဲ့အပြစ်တွေကိုဝန်ခံပြီးအဲ့ဒီယုံကြည်ချက်ကိုအတည်ပြုရပါမယ်ပြီးတော့နောက်ဆုံးတတိယအဆင့်ကတော့ဒီကတိကဝတ်ရဲ့အထင်းမဲ့အဖြစ်ပတ်တိဇန်ကိုခံယူရမှာဖြစ်ပါတယ်ဒီကျမ်းရဲ့အဆုံးသက်ကောက်ချက်ကတော့အခုနကပြောခဲ့တဲ့အဆင့်3ဆင့်လုံးကိုပြီးမြောက်အောင်ဆောင်ရွက်တဲ့သူတွေသာကောင်းကင်နိုင်ငံကိုဝင်ရောက်ခွင့်ရမယ်ဆိုတာပါပဲဒီလိုနဲ့အစကနေအဆုံးထိကြိုးကြောင်ဆက်ဆက်မှုကပြီးဆုံးသွားတာပေါ့အဖြစ်ဆိုရဲသတ်မှတ်ထားရဲ့ပြဿနာထက်ခုအဲ့ဒီအတွက်တစ်ခုတည်းသောအဖြစ်ပြီးကိုယုံကြည်ချက်ဆိုင်ရာလွတ်ဆောင်ချက်တွေကနေတဆင့်ကောင်းကင်ဘုံဆိုတဲ့နောက်ဆုံးရလတ်ကိုရရှိစေတယ်ဆိုတဲ့ပုံစံမျိုးနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်